ဒီနေ့မှာတော့ဘဝဟောင်းကချစ်ကွဲဝမ်းနေစွာဝဲကွာခဲ့ရတဲ့ချစ်သူမျိုးပြန်ဆုံတွေ့ဖို့ဖြစ်လာတဲ့အခါသူတို့ရဲ့စစ်မှန်တဲ့ချစ်စစ်ကပေါ်ပေါက်လာတဲ့အတားအဆီးအခက်ခဲမှန်သမျှကြော်ဖြတ်ကြပုံတွေကိုစိတ်ဝင်စားဝယ်ကြည့်ရှုရမယ်မကတီရာမီယာစကားကောင်းလေးတကားကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ဒလန်လေးရဲ့အစမှာတော့တောင်ဆောင်တို့ပြီးမှာဒန်ယာရီအဖြစ်နဲ့ပိုင်ရပါကိုရင်းထဲကအချစ်တွေကိုဖွင့်ချဖို့တွန်းအားပေးပြီးကျမကရှင်းရဲ့ဘဝလက်တွဲပေါ်ဖြစ်ပြရစီလို့ပြောကမစ်ဒရာတဲ့ဒန်ယာရီအဖြစ်နဲ့ဖြစ်လို့စုံပါသွားခဲ့ပါတော့တယ်စုံပါသွားတဲ့မစ်ဒရာကိုကြည့်ပြီးကိုယ့်ရဲ့ဖြစ်တည်မှုကိုယ့်ရဲ့ဝန်သက်ထွက်သက်ကိုယ့်ရဲ့ဟိမတ်ချက်မင်းကကိုယ့်အတွက်တော့အရာရပါပဲမင်းကိုချစ်တဲ့မစ်ဒရာလို့မစ်ဒရာရဲ့ရှေ့မှာဒူးတောက်ပြီးပြောနေပေမဲ့အသက်မဲ့နေတဲ့မစ်ဒရာရဲ့ခန္ဓာကိုယ်ကတောင်ဆောင်အောက်ကိုပြုတ်ကျသွားတယ်မှာတော့ဘာရပါလဲလိုက်ပါသွားခဲ့ပါတော့တယ်တောင်အောက်ကိုပြုတ်ကျခဲ့ပြီမဲ့လက်ချင်းအောင်ထိခွင့်မရပဲတကွဲတပြားစီဖြစ်သွားခဲ့တဲ့သူတို့နှစ်ယောက်ရဲ့အဖြစ်ကလုံးဝကိုရင်းနာစရာချစ်ကွဲစရာအဖြစ်နေပါပဲသူတို့နှစ်ယောက်ကဘာဖြစ်လို့တိတ်ချစ်ကြတဲ့ချစ်သူတွေဖြစ်ကြပြီမဲ့တိတ်ဝဲကွဲရတာလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါပြီတောင်ပေါ်မှာတော့ဘီင်းကြီးရှာခန်းကဘိုင်းရပါရဲ့စိတ်အင်ကြီးကိုမီးရှိုးဖို့ပြင်ဆင်ပြီးဘိုင်းရပါဒီတိမ်ညိုတိမ်မဲတွေကမင်းရဲ့အသက်ဆွေးကိုချုပ်နိုင်ခဲ့ပြီမဲ့သူတို့ကမင်းဟာနေမင်းကြီးဆိုတာကိုမသိကြဘူးဒီနေ့တော့မင်းဟာကြာရှုံးပြောက်ွယ်သွားပြီမဲ့ဒီနေ့တော့မင်းဟာဒီအမောင်ကိုခွင်းပြီးမင်းရဲ့အချစ်တွေကိုပြန်ရယူဖို့တွေးကြော်ပြီးပြန်လာအောင်မှပါလို့ပြောပြီးမီးရှို့လိုက်ပါတော့တယ်ဘီင်းကြီးရှာခန်းကမင်းပြန်ကိုပြန်လာအောင်မှပါဖမ်းရပါလို့တွေးကြော်လိုက်ပါတော့တယ်ဒီဖြစ်ရတွေကအတိတ်မှာပုံမြင်တစ်ခုပေါ်မှာကြံရည်လို့နေခဲ့ပါတယ်လက်ရှိပစ္စုပန်ကာလမှာတော့ဆိုင်ကယ်ပြိုင်ပွဲတစ်ခုကိုကျင်းပတဲ့ပွဲမှာဟာရှာဆိုတဲ့ဆိုင်ကယ်သမားလေးကဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးအနိုင်ရရှိခဲ့ပါတယ်မိုးရီရွာနေတဲ့ဒီနေ့မှာဟာရှာတယောက်တငယ်ချင်းဖြစ်သူနဲ့ဘန်ကောက်မှာဆိုင်ကယ်ပြိုင်ပွဲဝင်ဖို့အတွက်တက်စီနဲ့လေဆိပ်ကိုထွက်လာခဲ့ပါတယ်လမ်းမှာအိန္ဒိယဆိုတဲ့ကောင်မလေးတယောက်ကတက်စီငှားဖို့တားခဲ့ပေမဲ့ဟာရှာကတက်စီမအားကြောင်းလက်ခပြတဲ့အချိန်မှာပဲသူတို့နှစ်ယောက်ရဲ့လက်ကထိသွားခဲ့တာကြောင့်ဟာရှာရဲ့ရင်ထဲမှာအတိတ်ဘဝကညနာဝါဒတာနဲ့ကောင်မလေးတယောက်ကိုညီအောင်လိုက်ပြီးချိန်မှာတော့ဟာရှာတယောက်အသေးအတန်ကောင်မလေးရှိရာကိုအပြေးလေးထွက်သွားခဲ့ပါတယ်ဟာရှာရောက်တဲ့အချိန်မှာတော့အိန္ဒိယကအပေါ်ထက်အင်ဂျီလေးပြောင်းဝှေ့လိုက်တာကြောင့်ဟာရှာတယောက်မမတ်မိပဲပြတ်သွားခဲ့ပါတယ်ဒုတိယကိုအသေးအတန်ရှာနေတဲ့ဟာရှာကိုအိန္ဒိယကမြင်သွားပြီးမေးကြည့်လိုက်ချိန်မှာတော့ဟာရှာကအင်ဂျီအဖြူနဲ့ကောင်မလေးကိုရှာနေတာဖြစ်ကြောင်းပြောပြလိုက်တော့အိန္ဒိယကသူ့ကိုရှာနေမှန်းသိသွားခဲ့ပေမဲ့ရှင်ကဘာလို့သူ့ကိုရှာနေတာလဲလို့မသိသလိုနဲ့ဟာရှာကိုမေးလိုက်ပါတယ်ဟာရှာကမင်းသူ့ကိုသိလားသိရင်သူ့လိပ်စာလေးပြောပြပါလားလို့အိန္ဒိယကိုအတင်းပေးလိုက်ပါတော့တယ်သူနဲ့ကောင်းမလေးအကြောင်းကိုအချစ်ဆက်လန်တစ်ပုတ်ဖြစ်ပြောပြပြီးသူ့အဖေတောင်ကွဲကွာခဲ့ရကြောင်းပြောကရာနီရဲ့လိပ်စာလေးပေးပါလို့ဟာရှာကအိန္ဒိယကိုပြောလိုက်ပါတယ်မဟုတ်တာတွေလှုပ်ဆက်ခင်ပြီးပြောနေတဲ့ဟာရှာကိုစိတ်တူနေတဲ့အိန္ဒိယကသူ့နာမည်ရာနီမဟုတ်ဘူးလို့ပြောလိုက်တော့တွေ့လားသူ့အဖေကနာမည်ပါပြောင်းပြစ်လိုက်ပြီလို့ပြောပြီးအခုသူ့နာမည်ကဘာလဲလိပ်စာလေးလည်းပြောပြပါလို့အတင်းမေးနေတော့အိန္ဒိယကစိတ်တူတူနဲ့ပဲအင်ဒူလို့ပြောလိုက်ပါတယ်အမှန်တော့အင်ဒူဆိုတာအိန္ဒိယရဲ့အင်ခေါ်နာမည်ပဲဖြစ်ပါတယ်နာမည်တိလိုက်ရလို့ဟာရှာကပြောသွားခဲ့ပြီးကျမအဲ့ဘက်ကိုသွားမှဖြစ်လို့တက်စီမငားပေးဘူးလားလို့အိန္ဒိယကဟာရှာကိုပြောလိုက်တော့ဟာရှာကချက်ချင်းဆိုသလိုတက်စီငားပြီးသူတို့နှစ်ယောက်ထွက်လာခဲ့ကြပါတယ်အိန္ဒိယကအိမ်ထဲဝင်ဖို့အလုံးမှာနေကိုအင်ဒူလိပ်စာလေးပေးခဲ့ပါအောင်လို့ဟာရှာကပြောလိုက်တော့အိန္ဒိယကအိမ်ကိုလမ်းညွန်ပေးလိုက်ချိန်မှာဟာရှာတယောက်အသေးအတန်သွားခဲ့ပါတယ်အိမ်မမှန်တိသွားတယ်ဟာရှာတယောက်လိပ်စာပေးလိုက်တဲ့အိန္ဒိယစီကိုပြန်သွားခဲ့ချိန်မှာတော့ပညာပေးလိုက်တဲ့အိန္ဒိယကမနေ့ဖြန် Rock Garden စားတောက်ဆိုင်ကိုလာခဲ့ဖို့ပြောလိုက်ပါတယ်သူနဲ့အတူအင်ဒူလည်းပါလာမှဖြစ်ကြောင်းပြောလိုက်တော့ဟာရှာတယောက်အရန်ကိုပြောသွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ချင်းဆိုထားတဲ့နေရာကိုဟာရှာတယောက်ရောက်နေခဲ့ပြီးမကြခင်မှာအိန္ဒိယနဲ့အတူမိန်းမချောတတ်ရောက်လာခဲ့တော့ဟာရှာကမိန်းမချောရဲ့လက်ကိုကင်ပြီးနှုတ်ဆက်ခဲ့ပေမဲ့သူရှာနေတဲ့ကောင်မလေးမပါမန်းတိသွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအိန္ဒိယကိုအင်ဒူကိုဘာလို့မခေါ်လာတာလဲလို့ဟာရှာကမေးလိုက်တော့သူနဲ့နောက်ကျမှဖြစ်ကြောင်းအိန္ဒိယကပြောလိုက်ပြီးပြင်ဆင်ထားတဲ့စားတောက်ပွဲကိုမိန်းမချောသက်ပိုင်နဲ့အပြည့်အဝစားတောက်ကြပါတော့တယ်ညနေဆောင်တော့အိမ်မပြန်သေးတဲ့ဟာရှာကိုအိန္ဒိယကရှင်ကဒီမှာရှိနေသေးတာလားမပြန်သေးဘူးလားလို့မေးလိုက်တော့ကျွန်တော်အင်ဒူကိုစောင့်အောင်ပါတော့ကြသူလာခဲ့ရင်တယောက်တည်းဖြစ်နေမှဆိုလို့ပါလို့ဟာရှာကပြောလိုက်တော့အိန္ဒိယကစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်တကယ်တော့အိန္ဒိယကဟာရှာကိုပညာပေးလိုက်တာပဲဖြစ်ပါတယ်အမွေးဆိုင်အင်ကြီးကိုမတရားသိမ်းပိုက်ခံရတာကြောင့်အိန္ဒိယရဲ့ဖခင်ကအကျိုးအကြောင်းပြောပြတာရှင်းနေတယောက်ကိုငှားခဲ့ပြီမဲ့ရှင်းနေကိုအရှင်မထားပဲတက်ပစ်လိုက်ပြီးအိန္ဒိယရဲ့ဖခင်ကိုလည်းတခါတည်းအဖြစ်ရှင်ဖို့ရောက်လာခဲ့တဲ့ရာဂူဖီယာဆိုသူဟာအိန္ဒိယကိုမြင်မြင်ချင်းယူမိုက်တဲ့အချစ်မျိုးနဲ့ချစ်မိသွားခဲ့တာကြောင့်အိန္ဒိယကိုလူကျင်တဲ့အကြောင်းဖခင်ဖြစ်သူကိုပြောလိုက်တော့ဖခင်ကကောင်းပြီသူ့အဖေကိုအရင်ရှင်းလိုက်ပြီးရင်မင်းအိန္ဒိယကိုဒီညယူလို့ရတာပဲလို့ပြောလိုက်ပါတယ်အိန္ဒိယကိုတညတာအတွက်မဟုတ်ပဲတဘောအလုံးစာအတွက်လူချင်းကြောင့်နဲ့လက်ထက်ချင်းကြောင့်ရာဂူဖီယာကဖခင်ဖြစ်သူကိုပြောလိုက်ပါတယ်
သူ့ဖေကငါနဲ့အဆင်မပြေတာကြောင့်လက်ထပ်ဖို့တော့မဖြစ်နိုင်ဘူးလို့ဖခင်ကပြောလိုက်တော့လူကျင်တာကိုရအောင်ယူတတ်တဲ့ရာဂူဖီယာကမဖြစ်နိုင်ဘူးပြောတဲ့ဖခင်ကိုလက်မနေပဲချက်ချင်းတပ်ပစ်လိုက်ပါတော့တယ်ပြီးတော့အဖေဖြစ်သူသေသွားရင်တော့သူ့ဖေကသဘောတူမှာပေါ့လို့ရာဂူဖီယာကပြောလိုက်ပါတယ်အိန္ဒိယရဲ့ဖခင်ကိုရာဂူဖီယာကတွားတွေ့ပြီးဦးလေတကယ်တော့ဘီရင်ကြီးတို့နေရမှာကိုအဖေကြောင့်အခုလိုနေရတာဖြစ်ကြောင်းကျွန်တော်တားခဲ့ပေမဲ့အဖေကလက်မခံကြောင်းနဲ့အဲ့ဒီအာဟုသူကပဲအဖေကိုပြန်အကျိုးပေးသွားတာပဲဦးလေးရဲ့လို့ရာဂူဖီယာကပြောလိုက်တော့ဦးလေးဖြစ်သူကနားမလည်နိုင်ပဲဖြစ်နေခဲ့ရပါတယ်ကျွန်တော်ဖေဆုံးသွားပြီလို့ဦးလေးဖြစ်သူကိုရာဂူဖီယာကပြောလိုက်ပါတယ်ကျွန်တော်မှဦးလေးကလွယ်ပြီးဘယ်သူမှမရှိတော့တာကြောင့်ဆိုင်ဒီရဲ့စီးစိမ်တွေရဲ့ဦးလေးပိုင်သွားပါပြီလို့ရာဂူဖီယာကပြောလိုက်ပါတယ်ဖះကိုပဲဂျေစုတင်ရပါနောက်ဆုံးတော့ငါတို့ပေါင်းစည်းနိုင်ခဲ့ပြီလို့ပြောကအိန္ဒိယရဲ့ဖခင်ကရာဂူဖီယာကိုဖတ်လိုက်ပါတယ်တကယ်တော့ရာဂူဖီယာရဲ့မာယာလက်ကွက်ထဲကိုအိန္ဒိယရဲ့ဖခင်ကဒဲတူးဝင်ရောက်သွားခဲ့ခြင်းပဲဖြစ်ပါတယ်အိန္ဒိယနဲ့တငယ်ချင်းတွေကဟာရှာနဲ့ချင်းဆူရတဲ့နေရာကိုလာခဲ့တဲ့လမ်းမှာကောင်းလေးတစ်ပိုက်ကဝိုင်းပြီးလူပြိုစကားပြောလိုက်တာကြောင့်စိတ်တူနေခဲ့ပါတယ်ဟာရှာနဲ့တွေ့တော့ထုံးစံတိုင်းအင်ဒူအကြောင်းပဲအိန္ဒိယကိုမေးလိုက်တော့ဒီကဘာကြီးကဘာပြောလိုက်တယ်ကောင်းလေးအဖွဲ့ကိုပညာပေးချင်တာကြောင့်အိန္ဒိယကဟာရှာကိုလက်ဝက်သုံးပြီးပညာပေးခိုင်းလိုက်ပါတော့တယ်ဟာရှာရဲ့ပညာပေးနေတဲ့ပုံကိုအိန္ဒိယတယောက်စိတ်ဝင်စားသွားခဲ့ပါတယ်အိန္ဒိယကဟာရှာကိုအင်ဒူကပန်းချံကိုလာမှဖြစ်တာကြောင့်ဟာရှာနဲ့အတူပန်းချံကိုထွက်လာခဲ့ပါတယ်အိန္ဒိယကဟာရှာကိုသဘောကျနေတာကြောင့်ဟာရှာရဲ့လက်ကိုထိဖို့အလုံးမှာဟာရှာကရိမ့်မိသွားပြီးကျွန်တော်နဲ့ခက်ခေါ်ကွာနေပြီပါမင်းကအင်ဒူလောက်မလှပေမဲ့ချောပါတယ်မင်းကအနာမှာရှိနေတာကိုအင်ဒူမြင်သွားရင်စိတ်ဆိုးသွားနိုင်တယ်လို့ဟာရှာကပြောလိုက်ပါတယ်အိန္ဒိယရဲ့တငယ်ချင်းဖြစ်သူကဟာရှာကိုဘာလို့အမှန်တိုင်းမပြောတာလဲလို့ပြောလိုက်တော့ဒီလိုခွင့်ရေးကရဖို့ခဲရင်လေကိုချစ်တဲ့သူကသူ့ချစ်သူကိုတန်တန်ဆွဲလိုက်ရှာနေတာကိုမြင်ရဖို့လေလို့အိန္ဒိယကတငယ်ချင်းဖြစ်သူကိုကြည်နူးစွာနဲ့ပြောလိုက်ပါတယ်အိန္ဒိယတရားကြည်နူးစရာတွေနဲ့ပြောပြီးအိမ်ကိုပြန်လာခဲ့ပြီမဲ့အိမ်ဝါကနေရာဂူဖီယာကစီးချိုနေခဲ့ပြီးဖခင်ဖြစ်သူကအိန္ဒိယနဲ့ရာဂူဖီယာကိုမိတ်ဆက်ပေးလိုက်ပါတယ်ဖခင်ဖြစ်သူကပိုင်ဆိုင်မှုတွေကိုရာဂူဖီယာကပြန်လာပေးကြောင်းဝမ်တာအာယာနဲ့အိန္ဒိယကိုပြောပြနေခဲ့ပါတယ်ရာဂူဖီယာရဲ့ခေါ်ဆောင်ရာကိုလည်းအိန္ဒိယတို့သားဖလိုက်ပါသွားခဲ့ပြီးနောက်ဟိုက်ဒရာဘတ်ကအဲဆောင်ကိုရောက်တော့ရာဂူဖီယာကဦးလေကျွန်တော်တို့မနှက်ပြန်မယ်ဆိုင်ရင်ကြီးစီကိုသွားကြမယ်လို့ပြောလိုက်တော့အိန္ဒိယကမနှက်ပြန်မဟုတ်ပဲစာမွေးရှိလို့တပတ်လောက်နေမှသွားပါလားလို့ပြောလိုက်တော့ရာဂူဖီယာကအောင်တက်တက်ဖြစ်ကလက်ခံလိုက်ရပါတယ်တကယ်တော့ရာဂူဖီယာကအိန္ဒိယကိုသိမ့်ပိုက်ချင်နေခဲ့သူပါပဲညဘက်ရောက်တော့အိန္ဒိယအိမ်နေတဲ့ခန်းထဲကိုရာဂူဖီယာကရောက်လာခဲ့ပြီးအိန္ဒိယရဲ့လှပတဲ့ခန္ဓာကိုယ်ကိုကြည့်နေချိန်မှာပဲဘဲကမှန်းမသိစိတ်ထင်အောင်ထင်မှဖြစ်ကအတိတ်ကလူတယောက်ကိုမြင်ဝင်ပြီးရာဂူဖီယာတယောက်လန့်သွားခဲ့ကအခန်းထဲကထွက်ခွာသွားခဲ့ပါတယ်နောက်တနေ့မှာတော့ရာဂူဖီယာတယောက်အောက်လန်းဆရာစီကိုတွားရောက်ခဲ့ပါတယ်ကျွန်တော်သူ့ကိုဒီလောက်တန်တန်ဆွဲဖြစ်နေပေမဲ့သူ့ကိုထိလို့မရဘူးဖြစ်တဲ့ပြင်တယောက်ကကျွန်တော်ကောင်းကိုလာဖြတ်တယ်လို့ခံစားရကြောင်းအောက်လန်းဆရာကိုရာဂူဖီယာကပြောပြလိုက်ပြီးအဲ့ကောင်ကဘဲကကောင်လဲဆိုတာကျွန်တော်သိကျင်တယ်လို့အောက်လန်းဆရာကပြောလိုက်ပါတယ်အောက်လန်းဆရာကမီးပုံကိုမှန်းမှုပြီးရေရိုးလိုက်ချိန်မှာတော့အတိတ်ဘဝကအကြောင်းတွေကိုသိရှိသွားခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း400လောက်ကမင်းဟာစစ်သိမ်းနာပတိဖြစ်ခဲ့မှုကြောင့်နဲ့အတိတ်ကအကြောင်းအရာတွေကိုအောက်လန်းဆရာကရာဂူဖီယာကိုရှင်းပြပါတယ်ဒီစာအုပ်ထဲမှာမင်းသမီးဗစ်ဒရာဖင်နာရဲ့ပုံတူရှိတယ်မင်းကတော့သူ့ကိုဆွဲလန်းပြီးသေပွဲဝင်ခဲ့တဲ့ရာနာဒက်ဖီတာပေါ့အဲ့အချစ်ရမကြောင့်ပဲမင်းပြန်ပြီးမွေဖွားခဲ့တာပေါ့မင်းလိုပဲနောက်တစ်ယောက်ရှိကြောင်းသူလည်းဆုံးရှုံးလိုက်ရတဲ့အရာတွေကိုပြန်ယူဖို့မွေဖွားလာပြီးဖြစ်ကြောင်းသူအသက်ရှင်နေသည်များမင်းကောက်မလေးကိုထိလို့မရတော့ကောက်မလေးကိုမင်းပိုင်ဆိုင်ခြင်းရင်သူ့ကိုအရင်တက်ဖို့လိုကြောင်းပြောလိုက်တော့ရာဂူဖီယာကဘိုင်းဟာဘာရဲ့ပုံကိုကြည့်လိုက်ပေမဲ့ပုံကတဝက်ပြက်လို့နေခဲ့ပါတယ်အဲ့ကောင်ကိုကျွန်တော်ဗမာရှာရမလဲလို့ရာဂူဖီယာကအောက်လန်းဆရာကိုမေးလိုက်ပါတယ်မင်းတို့နေအောင်အရှင်ဘွားကအတိုင်းပဲမိန်းကလေးကိုပြိုင်လူကြအောင်ပါမင်းတို့နေအောင်ရင်းချင်းဆိုင်တွေ့တဲ့အခါကျရင်လက်တွေကထပြန်ကြလိမ့်မယ်ရဲရဲနေတဲ့နေဝင်းနဲ့နတ်မောင်သွားလိမ့်မယ်ပေါက်ကွဲထွက်လာတဲ့မီးတောင်တစ်ခုလိုသူ့ပေါ်လာလိမ့်မယ်အဲ့လူဟာဘိုင်းရပါပဲလို့အောက်လန်းဆရာကပြောပြလိုက်ပါတယ်ရာဂူတယောက်ဟာရှာဆိုတဲ့တယောက်ကိုသဲကြီးမဲကြီးလိုက်လံရှာဖွေပါတော့တယ်ဟာရှာကတငယ်ချင်းနဲ့အတူလက်ဖေးရီတောင်းနေချိန်မှာရာဂူရောက်လာပြီးမင်းနာမည်ဘလူးခေါ်လဲလို့ဟာရှာကိုမေးလိုက်တော့ရာဂူရဲ့နန်းဝင်နန်းစားပုံစံကိုကြည့်ပြီးဇက်သပင်ကအထင်နဲ့ဟာရှာတယောက်ပောက်ကရနာမည်ကိုပြောပြလိုက်ပါတယ်တစ်ချိန်တည်းမှာပဲရာဂူနဲ့ဟာရှာတို့တွေ့ဆုံမှုမှာအောင်လန်းဆရာပြောတဲ့အတိုင်းနတ်တွေကထပြန်သွားကြပေမဲ့ရာဂူတယောက်သတိမထားလိုက်မိပါဘူးရာဂူရဲ့တပည့်တူရှူလာတဲ့အင်တူရဲ့ဖုန်းကောလစ်ကိုကြည့်ပြီးဟာရှာရဲ့ဖုန်းကိုခေါ်လိုက်ချိန်မှာဟာရှာရဲ့ဖုန်းကမအားဘူးဖြစ်နေခဲ့ပါတယ်
ဟာရှာဖုန်းပြောပြီးဖုန်းကြံခဲ့တယ်မှာရာဂူရဲ့ဖုန်းခေါ်ဆိုမှုကဟာရှာရဲ့ဖုန်းထဲကိုဝင်လာတော့ရာဂူတယောက်တိရှိသွားခဲ့ပြီးဟာရှာရဲ့နောက်ကိုအသေးအတန်လိုက်ကအနားမှာရှိတဲ့လှန်နဲ့ပြစ်လိုက်တော့ transformer ဖုန်းမှုတီကအားလုံးဟာဝေယုံသုံးငါဖက်ကလူတွေကမြင်းတွေပါထွက်ပြေးကုန်တာကြောင့်ရာဂူတယောက်ဟာရှာကိုမတွေ့လိုက်ရတော့ပါဘူးမြင်းတွေကိုကြောက်ပြီးထွက်ပြေးတဲ့ဟာရှာတယောက်ထွက်ပြေးရင်းနဲ့ပဲလိုင်းကားပေါ်ကမိန်းကလေးတယောက်ရဲ့လက်ကိုထိမိကအတိတ်ဘဝကမြင်းစီတူရဲကောင်းဖြစ်ခဲ့တာကိုမြင်အောင်လိုက်မိကြကြောင်းကြောက်ကြောက်နဲ့ပဲမြင်းမော်ကိုခုံတက်ကလိုင်းကားနောက်ကိုပြေးလိုက်ခဲ့ပါတော့တယ်အဲ့ချိန်မှာပဲလိုင်းကားပေါ်ကကောင်းမလေးရဲ့ဘွားစားလေးကဟာရှာရဲ့မျက်နှာကိုအုံမိတော့ကဟာရှာကမိန်းကလေးရဲ့မျက်နှာကိုဘွားစားကိုမဖယ်ပဲကြည့်လိုက်တော့သူရှာနေတဲ့အင်ဒူဆိုတဲ့မိန်းကလေးကိုတွေ့ရှိသွားတဲ့ဟာရှာတယောက်အပြုတ်လုံးပြီးဘွားစားကိုပြန်မပေးပဲထွက်ပြေးသွားပါတော့တယ်ဟုတ်ပါတယ်ဟာရှာတယောက်ရှာနေတဲ့အင်ဒူဆိုတဲ့မိန်းကလေးကသူ့နားမှာရှိနေတဲ့အိန္ဒိယဖြစ်နေလို့ပါပဲအိန္ဒိယတယောက်ဘွားစားကိုပြန်မပေးတဲ့သူကိုစိတ်ဆိုးနေပြီးစာမေးပွဲကန်တဲ့ဝင်ငံနေမှာဟာရှာရောက်လာပြီးကျွန်တော်အင်ဒူကိုရှာတွေ့သွားပြီဖြစ်ကြောင်းအိန္ဒိယကိုပြောပြတာသူများကိုကျေးဇူးတင်ပါတယ်လို့ပြောပြီးဟာရှာတယောက်ထွက်သွားခဲ့ပါတယ်အိန္ဒိယကဟာရှာတွေ့သွားတဲ့အင်ဒူကဘာတူလဲအင်ဒူကငါလေလို့တငယ်ချင်းဖြစ်သူနဲ့ပြောစရာစကားမရှိအောင်ကိုအံ့ဩခါကြံခဲ့ပါတယ်အိန္ဒိယရဲ့သူဝင်တူတဲ့စိတ်နဲ့ပဲဟာရှာနောက်ကိုလိုက်ဖို့ကြိုးစားခဲ့ပေမဲ့စာမွဲဖေမဲ့သူကပြန်ထွက်လို့မရတော့တာကြောင့်အိန္ဒိယတယောက်ရအောင်ထွက်ဖို့ကြိုးစားပြီးဟာရှာနောက်ကိုလိုက်ခဲ့ပါတော့တယ်ပန်းတန်တဲ့အရောက်မှာတော့ဟာရှာနဲ့တွေ့နေတဲ့မိန်းကလေးကိုအိန္ဒိယတယောက်ပွဲချမ်းမှုဟန်ပြလိုက်ပေမဲ့သူထင်သလိုမဟုတ်ခဲ့ပါဘူးဟာရှာရဲ့ကြီးစံမှုတတ်တာဖြစ်ခဲ့ပြီးသူတို့နှစ်ယောက်လည်းရန်ကိုချစ်ကြတဲ့ချစ်သူတွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဟာရှာနဲ့အိန္ဒိယတို့ရဲ့အပျော်တွေဟာမကြခင်မှာဖခင်ကတွေ့ရှိသွားပြီးသဘောမတူတာကြောင့်သူတို့နှစ်ယောက်မှာကွဲမလို့ဖြစ်သွားခဲ့ပါတယ်အိန္ဒိယတယောက်သူ့ရဲ့အချစ်ကိုလက်ခံအောင်ဖခင်ကိုနားလည်အောင်ရှင်းပြပြီးအိမ်ငန်းထဲကိုဝင်သွားခဲ့တယ်မှာဟာရှာတယောက်အိန္ဒိယရဲ့ဖခင်နဲ့တွေ့ဖို့ရောက်ရှိလာခဲ့ပါတယ်အိန္ဒိယရဲ့ဖခင်ကလည်းသမီးရဲ့စိတ်ချမ်းသာမှုကိုရွေးချယ်လိုက်တာကြောင့်ဟာရှာနဲ့သဘောတူကြောင်းပြောနေချိန်မှာပဲရာဂူကရောက်လာခဲ့ပြီးအိန္ဒိယရဲ့ဖခင်ကိုတက်ကဟာရှာတတ်တယ်လို့မျိုးလှုပ်ဆက်ခင်းလိုက်တာကြောင့်ကံကောင်းတယ်လို့ဖြစ်နေတဲ့ဟာရှာတယောက်ထပ်ပြီးကန်ဆိုကချစ်သူရဲ့အထင်လွဲမှားမှုကိုခံလိုက်ရပါတော့တယ်။သေမင်းနဲ့အသက်လူနေရတဲ့ဖခင်ကိုလီရင်နဲ့စေးရုံပူဖို့လုံးနေချိန်မှာပဲအိန္ဒိယကိုရှင်းပြဖို့ကြိုးစားနေတဲ့ဟာရှာတယောက်ရာဂူရဲ့တောက်ရှက်မှုကြောင့်အိန္ဒိယရဲ့လက်ကူထီကလီရင်ပေါ်ကပြုတ်ကျသွားတဲ့ဟာရှာတယောက်အတိတ်ဘဝကအချစ်ဆက်လန်းကိုစတင်မြင်အောင်လိုက်ပါတော့တယ်။အင်ရှိဆန်မင်းသမီးလေးမီထရာပင်တာရဲ့အိမ်နောက်ဘက်ကိုရွေးချယ်မဲ့ပွဲပါမင်းသမီးလေးရဲ့ဘဝကိုမြင်းလဲပေါ်တင်ကပြန်ယူဆောင်လာနိုင်သူကသာမင်းသမီးရဲ့အိမ်နောက်ဘက်ဖြစ်တာကြောင့်ပြန်ဝဲဝင်တဲ့သူကတော့စစ်သေးနာပတိရာနာဒတ်ဗီဇာနဲ့ဘိုင်းယာပါတို့ပဲဖြစ်ပါတယ်။သူတို့နူမှာမင်းသမီးလေးရဲ့အချစ်ကိုတိတ်ဟူးယူထားတဲ့သူကတော့ဘိုင်းယာပါပဲဖြစ်ပါတယ်။မင်းသမီးလေးကဘိုင်းယာပါအနိုင်ရမှာကိုချိုးတင်သိနေခဲ့ပြီးဘိုင်းယာပါရဲ့အချစ်ကိုလည်းညှို့လင်းလို့နေခဲ့ပါတယ်။ပြိုင်ပွဲလေးကတော့စတင်ခဲ့ပါပြီ။ရာနာဒတ်ဗီဇာရဲ့အချင်းစုကတော့ဒီဘဝနဲ့မဟုတ်ပါဘူး။အတိတ်ဘဝကလေးကမကောင်းခဲ့ပါဘူး။ဘိုင်းယာပါပေါ်လူတွေကြခဲ့ပေမဲ့ဘိုင်းယာပါရဲ့စိတ်ထားဖြူစင်မှုကြောင့်ပဲပြိုင်ပွဲမှာအနိုင်ရခဲ့ပါတယ်။ဘိုင်းယာပါရဲ့အနိုင်ရမှုပေါ်မှာမင်းသမီးလေးကပြောစရာစကားမရှိအောင်ပျော်ရွှင်နေခဲ့ပေမဲ့မင်းသမီးလေးနဲ့စန့်ကျင်ဘက်မပျော်ရွှင်နိုင်တဲ့သူကတော့မင်းကြီးပဲဖြစ်ပါတယ်။နန်းတွင်ပြောဟဲ့ရဲ့ဟောကြားတဲ့အရာဂျိုးရှစ်လုံးပေါ်ထွက်လာတဲ့မကောင်းမှုနမိတ်ကိုပြနေကြောင်းနဲ့မင်းသမီးလေးရဲ့စာတာခွင့်ရဘေးဒုက္ခကြုံနိုင်ကြောင်းအိန္ဒိယနိုင်ငံတဝန်းလုံးကိုအုပ်ချုပ်ချင်နေတဲ့ရှာခန်းကြောင့်မင်းကြီးမှာစိတ်ရှုပ်လို့နေခဲ့ခြင်းပဲဖြစ်ပါတယ်။ရှာခန်းရဲ့တိုက်ပွဲမှာဘိုင်းယာပါရှုံးနေမှာစိုးရိမ်နေခဲ့ခြင်းကြောင့်လည်းဖြစ်ပါတယ်။အဲ့စိတ်နဲ့ပဲမင်းကြီးတယောက်အနေနဲ့မဟုတ်ပဲသမီးဖြစ်သူမုတ်ဆိုးမဘဝရောက်မှာကိုဘလို့လာတာကြောင့်ဖခင်တယောက်အနေနဲ့ဘိုင်းယာပါရဲ့တိုင်းပြည်ပေါ်တစ္ဆာဆောင်သိမှုပြင်အချစ်ကိုလည်းစွန့်လို့အနေတာခံပေးနိုင်မလားလို့ဘိုင်းယာပါကိုမေးလိုက်ချင်မှာတော့ဘိုင်းယာပါရဲ့တိုင်းပြည်ပေါ်တစ္ဆာဆောင်သိမှုကြောင့်ပဲမင်းကြီးရဲ့စကားကိုလက်ခံခဲ့ပါတော့တယ်။မင်းသမီးလေးရဲ့အချက်ကိုကာကွယ်နိုင်မှုအတွက်ပြိုင်ပွဲကိုဝင်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်းဘိုင်းယာပါကပြောလိုက်ချိန်မှာတော့မီယိုကြည်နိုင်ခဲ့ပဲဝမ်းနည်းသွားတဲ့မင်းသမီးလေးကဘိုင်းယာပါကိုကြည့်နေခဲ့ပါတော့တယ်။တိုင်းပြည်အေဂျင့်မှုအတွက်ပူဇော်ပွဲတစ်ခုမှာမင်းသမီးလေးကရောင်စုံအမုံတွေနဲ့ပူဇော်ရမှာဖြစ်တယ်လို့ဘိုင်းယာပါကပူဇော်ပွဲပြုလုပ်နေချိန်တွင်အဆက်မပြတ်ဘုံမှုတီးနေရမှာဖြစ်ကြောင်းပီယိုဟိတ်ကမိန့်ကြားခဲ့ခြင်းဖြစ်ပါတယ်။ပူဇော်ပွဲမစတင်ခင်မှာမင်းသမီးလေးကဘိုင်းယာပါရဲ့အချစ်ကိုဖွင့်ရဖို့အတွက်တိုက်တွန်းခဲ့ပြီပဲဘိုင်းယာပါရဲ့ဂရီးသစ္စာကြောင့်မင်းသမီးလေးရဲ့စကားကိုနားမထောင်ပဲဘုံမှုအဆက်မပြတ်သာတီးနေခဲ့ပါတော့တယ်။မင်းသမီးလေးကဝမ်းနေပြီးငိုယိုကစေးရောင်စုံအမုတ်တွေနဲ့ပူဇော်မှုပြုလုပ်ရမှာကိုမလုပ်ပဲကြောက်တုံးနေရမှာပါဘိုင်းယာပါနဲ့ပတ်သက်တဲ့ပကြီးကိုရေးဆွဲလိုက်တာကြောင့်ဘိုင်းယာပါရဲ့နှလုံးသားကတင်းမခံနိုင်ပဲရိုင်းလဲကန်ဒီမှာကန်ချမာရဲ့အဆိုကိုသူတို့အားလုံးရှင်ဆိုင်မှုချိန်ကြားရောက်လို့လာခဲ့ပါတော့တယ်။
ရာနာတက်ဖီဇာရဲ့မစားရတဲ့အမဲသဲနဲ့ဘတ်ဆိုသလိုပြိုင်ပွဲမှာရှုံးနေသွားတာကြောင့်ရှာခန်းနဲ့ပေါင်းလိုက်ပြီးတိုင်းမီပေါ်သစ္စာဖောက်လိုက်ခြင်းဖြစ်ပါတယ်။တိုင်းမီကိုသိမ့်ပိုက်ချင်နေတဲ့ရှာခန်းကလည်းစစ်ပွဲဆင်နွှဲဖို့အစဉ်သစ်ဖြစ်လို့နေပါပြီ။ပိုင်းရပါတရားရှာခန်းရဲ့စစ်တီအရောက်တရားကိုတိုက်နိုင်မှာတိုင်းမီကိုမဆုံးရှုံးရမှာဖြစ်တာကြောင့်တိုင်းပြည်ရဲ့ကံကြမ္မာကိုပိုင်းရပါကသာဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။အထူးမရှိတဲ့ပိုင်းရပါတရားရှာခန်းရဲ့စစ်တီအရောက်တရားကိုအနိုင်တိုက်နိုင်ခဲ့တာကြောင့်ရှာခန်းကပိုင်းရပါကိုမိတ်ဆွေတရားအဖြစ်အလွန်တရာလေးစားတန်ဖိုးထားခြင်းခံခဲ့ရပါတော့တယ်။အဲ့ချိန်မှာပဲရာနာဒက်ဖီလာကရောက်လာပြီးရှာခန်းနဲ့ဂရီးပြူလာခြင်းကိုအချက်ကန်ခဲ့တာကြောင့်ရှာခန်းတရားဘိုင်းယာဘာကိုရန်သူအဖြစ်သတ်မှတ်ခဲ့ရပါတော့တယ်။ရာနာဒက်ဖီဇာနဲ့ဘိုင်းယာဘာတို့ရဲ့တိုက်ပွဲကိုထပ်မံဆင်နွှဲခဲ့ပေမဲ့စစ်ပန်းနေတဲ့ဘိုင်းယာဘာကိုရာနာဒက်ဖီဇာကအနိုင်တိုက်ခိုက်နိုင်ခဲ့ပေမဲ့ရာနာဒက်ဖီဇာရဲ့ခေါင်းကိုလှလှပပလေးဘိုင်းယာဘာတယောက်ဖျက်လိုက်နိုင်ခဲ့ပါတော့တယ်။ရာနာဒက်ဖီဇာရဲ့ရုပ်မလုံးနဲ့စိတ်ကြောင့်ပဲမင်းသမီးလေးမှာဓာတ်ထန်ရခဲ့တာကြောင့်တေလူပြောပါဖြစ်သွားခဲ့ရပါတော့တယ်။မင်းသမီးလေးမစိုးခင်မှာပဲဘိုင်းယာဘာရဲ့အချစ်ကိုလူချင်းခဲ့ပေမဲ့မရလိုက်ပဲတောင်အောက်ကိုပြုတ်ကျသွားခဲ့တဲ့မင်းသမီးလေးနောက်ကိုဘိုင်းယာဘာတယောက်အသက်ပေးကချစ်ခဲ့ပေမဲ့သူတို့ချစ်သူများရဲ့ကံကြမ္မာကတိတ်ကန်နီးလှူကိုတော့ညံ့တာမပြီးပဲသူတို့နူးရဲ့လက်ချင်းထိခွင့်အောင်မရခဲ့ကြပါဘူး။အဲ့ချစ်စိတ်နဲ့ပဲလက်ရှိဘဝမှာသေပွဲဝင်ကန်ဒီဟာရှာကိုအသက်ပေးကကဲတင်လိုက်နိုင်တဲ့သူကတော့ရှာခန်းဖြစ်ခဲ့မှုတဲ့နားဖန်သမားလေးဆိုလိုမွန်ပဲဖြစ်ပါတယ်။ဆုံးပါသွားတဲ့သူတွေအတွက်စူတောင်းပွဲပြုလုပ်နေတဲ့အိန္ဒိယမှာဖခင်နဲ့အတူချစ်သူဟာရှာအတွက်ပါပူဇော်နေချိန်မှာပဲချစ်သူတွေရဲ့မတိစိတ်ပဲဆိုမလားဒါမှမဟုတ်ကြီးမားလုံးနဲ့တန်ရောစင်ပဲဆိုမလားဟာရှာရောက်လာတာကိုအိန္ဒိယတယောက်သိရှိသွားခဲ့ပြီးလိုက်ဆိုင်ရှာဖွေဖို့ကြိုးစားခဲ့ပေမဲ့ဖခင်ရဲ့စိတ်ကြောင့်ပဲကျမကိုသူနဲ့မတွေ့အောင်လုပ်ပေးကြပါနော်လို့ရာဂူကိုပြောလိုက်တော့ပုံနေတဲ့ဟာရှာတယောက်အမတန်ဝမ်းနဲ့သွားခဲ့ပါတယ်အခွင့်အရေးကိုလက်လွတ်မခံပဲစောင့်ဆိုင်နေပြီးဒေါသတွေငယ်ထိတ်ရောက်နေတဲ့ရာဂူတယောက်ဟာရှာကိုတတ်ဖို့အတွက်အသေးအတန်လိုက်ရှာပါတော့တယ်ရာဂူနဲ့ဟာရှာတို့အပြန်အလှန်တိုက်ခိုက်ပြီးချောင်းပိတ်မိနေတဲ့ဟာရှာစီကိုဆိုလမွန်ရောက်လာကဟာရှာကိုကဲတင်နိုင်ခဲ့ပါတယ်။ဆိုလမွန်တရားဟာရှာကိုကဲတင်နိုင်တဲ့ချိန်ဟာဂျိုးရှစ်လုံးပေါ်ထွက်လာခဲ့တဲ့အချိန်ဖြစ်ပြီးဂျိုးရှစ်လုံးပေါ်ထွက်လာမှုရမင်းကလေးကိုသိမ့်ပိုက်ဖို့အချိန်ကကောင်းမဲ့လို့ရာဂူကိုအောက်လန်းဆရာကပြောလိုက်ပါတယ်။ဒီချိန်မှာမင်းကလေးကအတိတ်ကိုပြန်မမှန်းပြီဘူးဆိုရင်အတိတ်ဆိုတာကိုလုံးဝမှတ်မိတော့မှာမဟုတ်ဘူးလို့အောက်လန်းဆရာကရာဂူကိုပြောပြနေတာကိုအဖေကနေဟာရှာတယောက်ကြားသွားခဲ့ပါတော့တယ်။အဲ့ချက်ကိုသိရှိသွားတဲ့ဟာရှာတယောက်အိန္ဒိယအတိတ်ကိုပြန်မှတ်ပြီးဖို့အတွက်အခက်အခဲပေါင်းများစွာတွေကညီမျိုးစုံနဲ့ကြိုးစားခဲ့ရပါတော့တယ်။ဟာရှာတယောက်ဘလို့ပဲစူးစမ်းရာဂူရဲ့အနောက်ရှက်ချားထဲမှာပဲအိန္ဒိယကဟာရှာကိုမြုံဝင်ရာဂူကိုသာယုံကြည်နေခဲ့ပါတော့တယ်။ဟာရှာရဲ့နောက်ဆုံးစူးစမ်းမှုအနေနဲ့သူတို့၃ယောက်ရဲ့အတိတ်ဘဝကနောက်ဆုံးရှိခဲ့တဲ့နေရာကိုတွားရောက်ခဲ့ပြီးဟာရှာတယောက်ဘုံမှုသာအဆက်မပြတ်တည်နေခဲ့ပါတော့တယ်။ဘာကူမှနားမလည်နိုင်ခဲ့တဲ့အိန္ဒိယတယောက်ရာဂူရဲ့ခေါ်ဆောင်ရနောက်ကိုလိုက်ဖို့အတွက်ခြေလန်းနှမ်းလိုက်တိုင်းမှာအတိတ်ဘဝကိုအလိုလိုပြန်မှတ်မိသွားပါတော့တယ်။သူတို့ရဲ့သုံးပွင့်ဆိုင်ချစ်ဆက်လန်လေးကိုတော့ဟာရှာတယောက်ဘဝဟောင်းကပါရပါလို့တော့အချစ်ကိုပစတိပဲရာဂူအဆုံးစီရင်ကအိန္ဒိယရဲ့အချစ်ကိုဟာရှာတယောက်လှလှပပသိမ့်ပိုင်နိုင်ခဲ့ပါတော့တယ်။ပိုင်ရပါနဲ့မစ်တရာတို့ရဲ့ရင်ခွဲစရာအချစ်ဆက်လန်မျိုးမဟုတ်ပဲဟာရှာနဲ့အိန္ဒိယကတော့သူတို့ရဲ့အချစ်ကိုလှပအောင်ပြောင်းလဲဖြစ်နိုင်ခဲ့ပြီဇလန်တွေကချစ်သူနူးရဲ့ကြည်နူးဝယ်ရာပေါင်ဖက်မှုနဲ့အဆုံးသတ်သွားခဲ့ပါတော့တယ်။နောက်နေ့မှာသက်တင်ပေးသွားမှာမူလို့ channel ကို like and subscribe လုပ်ပေးခဲ့ပါဦးခင်ဗျာ။ချစ်ရှုအားပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။